အားလုံးပဲမင်္ဂလာပါရှင်ဆွေလို့ရာသီစာလေးတွေကြိုက်တဲ့သူရှိလားရှင်ဒီနေ့ဆွေရလေငါးကလေးဖတ်ထုတ်ကင်ကိုနှွှဲနှွှဲရွက်လေးနဲ့ထုတ်ပြီးတော့ကင်ပါမယ်ပြီးရင်တော့ရာသီစာလေးဖြစ်တဲ့ငှက်စွတ်မိုးလေးကိုလည်းစားလေးနဲ့လှော်ပြီးတော့စားပါမယ်ရှင်ကဲဆွေငါးကလေးဖတ်ထုတ်ကင်လေးနဲ့မှုလို့ဘယ်လိုလုပ်လဲဆိုတာဆွေနဲ့တူတူလည်းကြည့်လိုက်ရအောင်နော်ငါးကလေးဖတ်ထုတ်ကင်လုပ်မှာဆိုတော့လေဆွေတို့အရင်ဆုံးငါးကင်ပါမယ်ရှင်ဒီငါးကတော့ရေချိုငါးဖြစ်တဲ့ငခုံးမာလေးတွေပါရှင်ငါးလေးတွေကိုကင်ပြီးပြီဆိုလို့ရှိရင်တော့ဆွေတို့ကလေရေကိုအထက်ထက်ခါခါဆေးပေးပါမယ်ရှင်ပြီးရင်တော့ရေစစ်ထားလိုက်မယ်နော်ငါးလေးတွေရေစစ်ထားတော့မှဆွေတို့ကတိဖုရက်လေးတွေကိုလည်းရေဆေးပြီးတော့အညာချူပါမယ်ရှင်ဒီနေရာမှာလေကတိဖုရက်မရှိဘူးဆိုရင်တော့ပေစင်းလေးထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့ဆွေတို့အရသာတွေထည့်မယ်နော်စားအနှဲငယ်နဲ့စိမ့်စားငပိလေးထည့်ပါမယ်ပြီးရင်တော့အရသာမိုးနဲ့အချိုမုတ်လေးအနှဲငယ်ထည့်မယ်ပြီးရင်တော့ထောင်းထားတဲ့ကြက်သွန်ပြူနဲ့ငယ်ကောင်းမို့လေးထည့်မယ်ပြီးရင်စီအနှဲငယ်နဲ့နှွှဲနှွှဲမုတ်လေးထည့်ပါမယ်ရှင်အရသာတွေအားလုံးထည့်ပြီးပြီဆိုရင်တော့ဆွေတို့အရသာတွေနဲ့အားလုံးသမပေါအောင်နဲ့လိုက်ပါမယ်ရှင်ဆွေတို့ဒဝဲစားစရာတွေကလေစီအသုံးနဲ့တယ်လို့ပြောကြရပေါ့နော်တကယ်လဲစီအသုံးနဲ့ကြပါတယ်ရှင်ဒဝဲမှာလေငါးကလေးဖတ်ထုတ်ကေတို့ငါးကလေးအိုကတ်တို့ငါးကင်တို့ကတော်တော်များများလောက်စားကြပါတယ်ရှင်ပြီးရင်တော့ယူရီးယားနဲ့အကြော်မိုးလေးထည့်ပြီးတော့နှည့်ပေးပါမယ်ရှင်နောက်ဆုံးမှကတိပူရွက်လေးနဲ့စိတ်ထားတဲ့ကြက်သွန်လေးထည့်ပြီးတော့အားလုံးသမပေါအောင်နှည့်ထားလိုက်ပါမယ်ရှင်အရသာဝင်ရခဏနှက်ထားပြီးပြီဆိုရင်တော့ဆရာလေးနှနှွေးရက်လေးတွေကိုထည့်ပြီးတော့ထုတ်ပေးပါမယ်ရှင်အားလုံးထုတ်ပြီးပြီဆိုရင်တော့ဥပူလေးကတ်ထားလိုက်ပါမယ်ရှင်နှနှွေးရက်လေးကလေပူလာတာနဲ့အနက်လေးကသေးပြီးမွေးနေရတယ်တစ်ဖက်ကျက်ပြီဆိုရင်တော့ဆရာတို့နောက်တစ်ဖက်ကိုထည့်ထားပေးပါမယ်ရှင်ဒီမှာလေဆွေမေမနက်ကမှုလာရောင်းတဲ့သူမှာမှုဝယ်ပေးခဲ့တယ်ပေါ့နော်ငှက်စွတ်မိုးလေးတွေပါရှင်ဒီမိုးလေးတွေကိုတော့ဆွေတို့မိုးရာသီရောက်မှပဲရာသီစာအနေနဲ့တစ်ချိန်စားရတယ်ပေါ့နော်ဒီနေ့ဆွေရလေမိုးရဲ့သဘောအရသာလေးကိုစားချင်တာဖြစ်လို့ဘာအရသာမှမထည့်ပဲနဲ့စားနည်းနည်းပဲထည့်ပြီးတော့လှော်ပေးပါမယ်ရှင်ဆွေရေလည်းမထည့်ဘူးအရသာမှုတွေလည်းမထည့်ဘူးပေါ့နော်ဆွေတို့ကလေမှုဆိုလို့ရှိရင်ကြော်စားတာထက်ပေါ့နော်ဒီလိုလှော်စားလို့ရှိရင်လည်းကြိုက်တယ်ပြီးရင်လေမီးလေးနဲ့ကင်စားလို့ရှိရင်လည်းအရင်စားလို့ကောင်းတယ်မှုလော်လေးအကြာကြီးချက်စရာမလိုနော်ဒီလိုရေလေးထွက်လာပြီဆိုရင်တော့ဆွေတို့ရဲ့မှုလော်လေးကချက်ပါပြီရှင်အရသာမြည်ကြည့်လိုက်တာမှုရဲ့သဘောအရသာလေးကလေချူချူလေးနဲ့အရင်စားလို့ကောင်းတယ်မှုလော်လေးလည်းရပြီဒါဆိုဆွေတို့ကင်ထားတဲ့ငါးကလေးဖတ်ထုတ်ကင်လေးရလဲအနက်လေးတင်းနေပြီပေါ့နော်ဒီလောက်ဆိုလို့ရှိရင်တော့ဆွေတို့ရဲ့ငါးကလေးဖတ်ထုတ်ကင်လေးရလဲစက်ပါပြီရှင်ငါးကလေးဖတ်ထုတ်ကင်ပူပူလေးနဲ့ဆွေတို့ထမင်းပူပူလေးစားကြမယ်နော်မို့လို့အနက်လေးမှုရအောင်လို့ဆွေရတန်ပြာကြီးလေးညှစ်ထည့်မယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးနှစ်ချမ်းခွဲပြီးတော့ထည့်လိုက်ပါမယ်ရှင်တန်ပြာကြီးအနက်လေးနဲ့ငရုတ်သီးအနက်လေးနဲ့ဆိုတော့လေမှုလော်လေးရလဲမှုေးနေရတယ်ငါးကလေးဖတ်ထုတ်ကင်လေးရလဲပူပူလေးနဲ့နှနှွေးရဲ့အနံ့လေးရလဲတင်းပြီးမွေးနေရတယ်ငါးကလေးဖတ်ထုတ်ကင်လေးကိုစားလိုက်တာချွတ်ချွတ်ဆစ်ဆစ်လေးနဲ့အရန်စားလို့ကောင်းတယ်ဆွေရလေဒီတိကကတိဖူးရွက်လေးကိုအကြိုက်ဆုံးပဲပေါ့နော်မိုးလော်ရဲ့အရသာကိုတော့စေဖဲအရသာနဲ့မှမလဲနိုင်ဘူးနော်အရသာလေးကလေတဘောကအရသာလေးဆိုတော့ချွတ်ချွတ်လေးနဲ့အရန်စားလို့ကောင်းတယ်ငါးကလေးဖတ်ထုတ်ကင်လုပ်နေလေးနဲ့မှုလော်လေးကိုအစွမ်းတည်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆွေတို့ပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်